သူများလို့ကျွန်တော်ကဈေးကြီးပေးဈေးကြီးမဝင်နိုင်ပေမဲ့ကျွန်တော်ဒီလောက်လေးကျွန်တော်ဘောကပိုင်ဆိုင်နိုင်ကျွန်တော်ကျင်လာပါလိမ့်မယ်ကျွန်တော်ဒီလောက်ပဲပိုင်ဆိုင်နိုင်ကျစီလား chỉ biết là ဘယ်လောက်မေးအဖိုးကဝါသူများဈေးကြီးမပေးနိုင် học là mày à ဈေးကြီးမပိုင်ဆိုင်နိုင်တော့တန်ဖိုးမရှိပေမဲ့ကွာကျွန်တော်အရင်နေ့တိတ်တော့ဒီမျိုးပစ္စည်းလေးစက်ပိန်လို့ဆိုင်ကယ်ကားတော့ကားတော့မဝင်နိုင်သေးဘူးဆိုင်ကယ်လေးစီပပေါ်လေးတွေစက်ပိန်စီပပေါ်လေးလာပါတော့ဆက်စုဆောင်နိုင်သေးရောအဲ့တော့ပတ်စံရှိနေတာလည်းကျွန်တော်ခြိုက်တဲ့ကားမျိုးတွေဝယ်ဦးခုဒါလေးပဲတော့ဆက်ကျွန်တော်ဘာညာဖြည့်တိတ်လာလိုက်အောင်โอเคဘောကဒီလောက်ပဲတန်းနိုင်တယ်ထီပေါင်းတော့ဝယ်မှာကားတို့စီကြီးပေးတဲ့ဟာမျိုးလားအခုတော့ပတ်စံဒီလောက်ပဲစီဒီလောက်ပဲတန်းနိုင်ဒီလောက်ပဲတိန်လာလိုက်မတည့်စူးမယ်ဆဆူမဆဆူ